ဟိုးရှိရှိတုန်းကတာယာလှပတဲ့မျက်စိရောင်ကြီးရွာလေးတရွာရှိတဲ့အဲ့ဒီရွာလေးမှာဖိုးလှပြေဆိုတဲ့အင်မတန်မှထမြက်ဖင်းစော့ကစားရတာဝါသနာပါတဲ့တောင်လေးတယောက်ရှိရဲ့ဖိုးလှပြေဟာသူ့ကိုယ်သူရွာထဲမှာအလဲဆုံးလို့လဲကြွားလေးရှိတာပေါ့တနေ့တော့ဖိုးလှပြေဟာရွာဦးเจ้าနာကတရက်ပင်ကြီးအောင်မှာထိုင်နေတော့သူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့အောင်နဲ့နဲ့မိချိုတို့ရောက်လာကြတယ်အောင်နဲ့ကဟဲ့ဖိုးလှပြေမင်းကအရန်လေတယ်ဆိုရင်ငါတို့နဲ့အတူတူကစားပွဲတစ်ခုလုပ်မလားလို့မေးလိုက်တယ်ဖိုးလှပြေကလည်းဝါသနာပါတဲ့အတိုင်းလုတ်တာပေါ့ငါကဘသူမှကြောက်တာမဟုတ်ဘူးလို့ပြန်ဖြေလိုက်တာပေါ့အောင်နဲ့ကဒါဆိုရင်ငါတို့ရွာထဲကဘိုးဘိုးထုံးရဲ့ခြံထဲကအချိုးဆုံးသူ့ရဲ့တီးတွေကိုခူးစားကြမယ်ဘိုးဘိုးထုံးကအိပ်ပျော်နေတာဒါပေမဲ့သူ့မှာကစောင့်နေတဲ့အဖိုးတယောက်ရှိတယ်လို့ပြောလိုက်တယ်ဖိုးလှပြေကဘာတူလဲသူ့ခွေးကြီးဝါဝါလားလို့မေးတော့မိချိုကမဟုတ်ဘူးအဲ့ဒါဘိုးဘိုးထွန်းရဲ့ကျွေးကြီးပိုက်ပူလေအဲ့ဒီကျွေးကလူစိန်မင်းရဲ့လိုက်ခွေတတ်တာမင်းသိတယ်မလားလို့ဆိုပါတယ်ဖိုးလှပြေကရဲကျဲကျဲနဲ့အိုးဒါလေးများငါမှအကြံရှိပါတယ်မင်းတို့သာငါနောက်ကလိုက်ခဲ့ကြလို့ပြောပြီးရှေ့ကနေဥဆောင်ထွက်သွားပါတော့တယ်နေပူပူအောက်မှာသူတို့လေးတွေဟာဘိုးဘိုးထွန်းရဲ့ခြံစည်းရိုးနာကိုတိတ်တိတ်လေးကတ်သွားကြတယ်ခြံထဲမှာတော့တရက်ပင်ကြီးဟာအသီးတွေပြုတ်ခဲနေပြီးကျွဲကြီးပိုက်ပူကတော့တစ်ပင်ရိပ်အောက်မှာမက်ဆီမိတ်ပြီးအေးအေးလူလူအိမ်မော့ကျနေတာကိုတွေ့လိုက်ရတယ်ဖိုးလှပြေကတော့သူ့ရဲ့အကြံကိုအကောင့်ထဲပေါ်ဖို့ခြံစည်းရိုးကြားကနေဖြည်းဖြည်းချင်းတိုးဝင်သွားပါတော့တယ်ဖိုးလှပြေဟာခြံထဲကိုရွတ်တာနဲ့တရက်ပင်မောအသားအရာတက်ဖို့ကြိုးစားတော့တာပေါ့တငင်ချင်းနှစ်ယောက်ချစ်တဲ့အောင်နဲ့မိချိုကတော့ခြံစည်းရိုးအဖင်ကနေရန်တတိထိနဲ့စောင့်ကြည့်နေကြတယ်ဖိုးလှပြေကတရက်ကိုင်းပေါ်ကိုရောက်သွားတဲ့အခါအမျက်ဆုံးတရက်တီးကြီးတွေကိုတွေ့ပြီးမျက်လုံးလေးတွေဝင်းပသွားတယ်သူကအသီးတွေကိုခူးပြီးသူ့ရဲ့ပစိုးခါပုံးစိတ်တွေကိုတလုံးပြီးတလုံးထည့်နေတာပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့ဖိုးလှပြေရဲ့ခါပုံးစိတ်ကပြည့်ရှံလာပြီးအလေးချိန်မနိုင်တော့ပဲအောက်ကိုတလုံးပြုတ်သွားပါလေရောဖတ်ဆိုတဲ့အတန်ကြီးနဲ့အတူတရတီးမြင့်ကြီးဟာအောက်မှာအိပ်ပျော်နေတဲ့ကျွဲကြီးပိုက်ပူရဲ့ထိုက်တဲ့ကိုမှန်တော့ပါတော့တယ်ကျွဲကြီးပိုက်ပူဟာလန်နိုးလာပြီးဟီအာဟီဆိုတဲ့အတန်ကြီးနဲ့ယုံထလိုက်တာပေါ့ဘိုက်ပူကဘသူလောက်တာလေဆိုပြီးဘေးဘီကိုဝေဝဲကြီးလိုက်တဲ့အခါတစ်ပင်ပေါ်မှာတုံတုံရင်ရင်နဲ့ကတ်နေတဲ့ဖိုးလှပြေကိုမြင်တော့မှာတော့တယ်ကျွဲကြီးဟာဒေါဘထွက်ပြီးတစ်ပင်ချီရင်းကိုပြေးလာကသူ့ရဲ့ချိုကြီးတွေနဲ့တစ်ပင်ကိုဝုံဝုံဆိုပြီးတိုက်ခတ်ပါတော့တယ်ဖိုးလှပြေခင်ညာတစ်ကိုင်းကိုမြဲမြဲကြိုက်ထားရင်ကဲကြပါအောင်လို့အော်ဟစ်တော်တာပေါ့ခြံစည်းရုပ်အကင်ကအောင်နဲ့မိချိုတို့လေကြောက်ကြောက်လန့်လန့်နဲ့ဖိုးလှပြေမြဲမြဲစင်ကက်ငါတို့ဘလို့လောက်ရမလဲလို့တိုင်မင်နေကြတော့ဘိုက်ပူကတော့တစ်ပင်အောက်ကနေမခွပဲဖိုးလှပြေဆဲလာမှာကိုစောင့်နေပါတော့တယ်ဖိုးလှပြေဟာသူ့ကိုယ်သူအလဲဆုံးလို့ကြွားခဲ့တာတွေပျောက်ချင်းမလားပျောက်ကွယ်ဖားပြီးကျွဲကြီးရန်ကနေဘလို့လွတ်အောင်ပြေးရမလဲဆိုတာကိုပဲနီးလန်းရှာနေရပါတော့တယ်ဖိုးလှပြေတစ်ပင်ပေါ်မှာတိုးခါရောက်နေတော့အောင်နတ်ကအကြံရောက်သွားပြီးဟေးဖိုးလှပြေမင်းစီမှာပါတဲ့တရက်တီးတွေကိုတခြားတစ်ဖက်ကိုဝေးဝေးပစ်ချလိုက်ဖိုက်ပူကတကြီးနောက်လိုက်သွားတဲ့အချိန်မှာမင်းစင်းပြေးတော့လို့အော်ပြောလိုက်တယ်ဖိုးလှပြေလည်းကြောက်ကြောက်လန့်လန့်နဲ့သူ့ခါပုံစီတွေကတရက်တီးတစ်လုံးကိုယူပြီးခြံရဲ့အနောက်ဘက်ထောင်ကိုအားကုန်လွှဲပစ်လိုက်တာပေါ့ဒါပေမဲ့ကန်ခေချင်တော့ဖိုးလှပြေပြစ်လိုက်တဲ့တရက်တီးဟာတစ်ကိုင်းတစ်ခုနဲ့ညှိပြီးအရှိန်ပြက်ကကျွေးကြီးဘိုက်ပူရဲ့ကြောကုန်းပေါ်ကိုပဲပြန်ကျသွားပြန်ရောဘိုက်ပူကပိုပြီးဒေါသထွက်သွားပြီးဟီအဟီဆိုပြီးတစ်ပင်ကိုအရင်ကထပ်ပိုပြင်းပြင်းထန်ထန်ဝိတ်တော့တာပေါ့အပင်ကြီးကရိန်းထိုးနေလာကြဖိုးလှပြေခညာပြုတ်မကြအောင်အတင်းဖတ်ထားရတယ်အဲ့ဒီအချိန်မှာပဲအိပ်ပျော်နေတဲ့ဘိုးဘိုးထုံးကစူညံတန်တွေကြောင့်နိုးလာပြီးဟေးဘာလို့လဲငါခြံထဲမှာဘာတွေဖြစ်နေတာလဲလို့အော်ပြီးထွက်လာပါတော့တယ်ဘိုးဘိုးထုံးကိုမြင်လိုက်ရတဲ့အောင်နဲ့မိချိုတို့လည်းလန့်ပြီးထွက်ပြေးဟိုပြင်ကြလာပေါ့ဒါပေမဲ့ဘိုးဘိုးထုံးကသူ့ရဲ့ကျွဲကြီးဘိုက်ဘူးဒေါသထွက်နေတာကိုမြင်တော့အခြေအနေကိုချက်ချင်းရိပ်မိသွားတယ်။အော်ဖိုးလှပြေပါလား။မင်းတရတီးခိုးစားတာကျွဲစာမိနေပြီပေါ့လေ။လူဘိုးဘိုးထုံးကရည်ရင်ပြောလိုက်တယ်။ဖိုးလှပြေကတော့တစ်ပင်ပေါ်ကနေမျက်နှာငယ်လေးနဲ့ဘိုးဘိုးကဲပါဦးသားတောင်းပန်ပါလေ။နောက်တစ်ခါမခိုးတော့ပါဘူးလို့တုံတုံရင်ရင်နဲ့ဝင်ခံရပါတော့တယ်။ဘိုးဘိုးထုံးကကဲဖိုက်ဘူးလာခဲ့စမ်းဒီကလေးကိုလွတ်ပေးလိုက်ပါအောင်လို့ပြောပြီးကျွဲကြီးကိုချောမောပြီးခေါ်သွားမှပဲဖိုးလှပြေလည်းတစ်ပင်ပေါ်ကနေအသက်မနှဲလူပြီးဆင်းလာနိုင်ပါတော့တယ်ဖိုးလှပြေဟာအောက်ရောက်တာနဲ့ခြေကုံတင်ပြီးပြေးဖို့ပြင်နေတော့မှပဲဘိုးဘိုးထွန်းကလှမ်းခေါ်လိုက်ပြန်ပါရဲ့ဘိုးဘိုးထွန်းကပြုံးစီစီနဲ့ဟေးဖိုးလှပြေပြေးမလို့လားမင်းပစိုးစဲကတရက်တီးတွေအကုန်ထောင်းကြကုန်ပြီမဟုတ်လားလို့လှမ်းမိလိုက်တယ်ဖိုးလှပြေငုံကြည့်လိုက်တော့မှဟုတ်သားပဲစောကကျွဲဝှေ့လို့တစ်ပင်ကိုအသင်းဖတ်ထားတာတော့ကတရက်တီးတွေအကုန်လုံးမြေကြီးပေါ်ပြုတ်ကြကုန်တာကို
ဖိုးလာပြမယ်နာလေးဟာရှက်လွန်းလို့ခရမ်းချင်ကြီးမြေကြီးလိုရဲတက်သွားတော့တာပေါ့အောင်နဲ့မီချိုတို့လည်းချန်စီယိုနာကနေပြန်လှည့်လာပြီးဖိုးလာပြီကိုကြည့်ကတဟဟနဲ့ရေကြတော့တယ်ကဲတကယ်တော့ဒီတရက်သီးတွေကမင်းတို့စာဟိုငါစောင့်နေတာပါခိုးစားမအရာပါရှိမယ်ထိန်နေကြတာလားလို့ဆိုပြီးတရက်သီးအမိတွေကိုကောက်ပြီးတယောက်တစ်လုံးစီပေးလိုက်ပါတယ်ဖိုးလာပြီကလို့တရက်သီးကိုကြိုက်ပြီးဒီတစ်ခါတော့ကျွန်တော်တကယ်ပဲလူလေလူမီလို့ဒုက္ခရောက်တာပါပဲဘိုးရဲ့လို့ဝန်ခံလိုက်ရတယ်အဲ့ဒီနီကစပြီးဖိုးလာပြီလားရွာထဲမှာသူ့ကိုယ်သူအလဲဆုံးလို့မကြွားတော့ပဲတငယ်ချင်းတွေအတူရိုးရိုးသားသားပဲကစားပါတော့တယ်ညနေဆောင်လို့နေဝင်ရီတော့အချိန်မှာတော့ခလေး၃ယောက်ဟာဘိုးဘိုးထွန်းပေးတဲ့တရက်တီးလေးတွေကိုကိုစီကင်နီရွာလန်းအတိုင်းပြပြပပပြန်လာခဲ့ကြတယ်ကျွဲကြီးပိုက်ဘူးကတော့နောက်ကနေဟီးအဟီးလို့အော်လိုက်တာဟာဖိုးလာနီကိုနှုတ်ဆက်လိုက်တယ်လို့ပဲပေါ့ညာစင်းရောင်ကြီးရွာလေးရဲ့ตาရတဲ့ညနေခင်းလေးမှာခလေးဒီရဲ့ရေမောတန်နေတဲ့အတူပုံမြင်လေးကတော့အေးအေးချမ်းချမ်းပဲပြီးဆုံးသွားပါတော့လေကရွာလုံးကလည်းဖိုးလာပြည့်နဲ့ကျွဲကြီးပိုက်ဘူးတို့ရဲ့တရက်သင်းခိုးပဲအကြောင်းကိုပြောမဆုံးနိုင်အောင်ထိတ်ခေရလေတည်း